ပထမဦးစားပေးရဘေးရအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဂျွန်ဖြစ်ပါတယ်ဒီနေ့မှာတော့ဘဝရဲ့အဓိကထားတဲ့အရာကြောင့်ကျွန်တော်နဲ့အတူလေ့လာကြည့်အောင်လောကမှာကျွန်တော်တို့အသက်ရှင်တဲ့အခါမှာစီစဉ်ဥစ္စာတွေပညာရေးတွေကျန်းမာရေးတွေကိုယ်ဝါသနာပါရာအလုပ်တွေစီးပွားရေးတွေအမှုပညာတွေလူတွေနဲ့ပေါင်းသင်းဆက်ဆံရေးတွေဒီအရာတွေကပဲကျွန်တော်တို့ဘဝရဲ့ပထမဦးစားပေးအရာအဓိကအရာတွေဖြစ်နေတတ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဆုတောင်းရင်တောင်မှဖျားသခင်ကျမ်းမာခြင်းပေးပါဉာဏ်ပညာပေးပါအလောက်ကိုင်းတွေပေးပါအိမ်ပေးပါကားပေးပါတငယ်ချင်းတွေပေးပါဆိုပြီးပဲဆုတောင်းနေတတ်ကြပြီးတော့ဖျားနဲ့ပိုပြီးနှိစက်စေပါကိုရင်းတူသွားလာစေပါကိုရအကြောင်းတာ၍သိကျင်တယ်တခြားသူတွေလည်းခရစ်တော်အကြောင်းတာ၍သိလာစေပါဆိုတဲ့ဆုတောင်းချက်တွေကိုတော့မေ့နေတတ်ကြတယ်။ဒါကြောင့်ကျွန်တော်တို့အဓိကဦးစားပေးထားတဲ့အရာကဒီလောကနဲ့သက်ဆိုင်တဲ့အရာတွေပဲဖြစ်နေတတ်တယ်။ဒါပေမဲ့တမန်ကျမ်းစာကတော့လေကျွန်တော်တို့အဓိကထားရမယ့်အရာကိုရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။အဲ့ဒါကဘာလဲဆိုတော့ဟုတ်ပါတယ်အားလုံးသိကြတဲ့အတိုင်းနိုင်ငံတော်နဲ့ဖြောင့်မချင်းတရားပါပဲ။ဒီအရာကကျွန်တော်တို့ပထမဦးစားပေးထားရမယ့်အရာဖြစ်တယ်။ကျွန်တော်တို့ရွတ်ဆိုနေကြတဲ့ပထနာတော်ထဲမှာဆိုရင်လည်းနာမတော်နိုင်ငံတော်နဲ့အလိုတော်ကိုရှေ့ဦးစွာထားပြီးဖော်ပြထားတယ်။မဿဲ20:30မှာဆိုရင်လည်းဘုရားသခင်ကိုစိတ်နှလုံးကျွမ်းမဲ့ဉာဏ်ရှိသမျှအစွမ်းတတ္တိရှိသမျှနဲ့ချစ်ရမယ်လို့ဖော်ပြထားတယ်။ပြီးတော့ဆာလံ30ငွေ4မှာဆိုရင်လည်းထာဝရဘုရားနဲ့မွေ့လျော်ခြင်းရှိလို့သူပြုလင်စိတ်နှလုံးလိုပြည့်စုံရသောအခွင့်ကိုပေးမယ်ဆိုပြီးတော့ဖော်ပြထားတယ်။ဒါတွေကိုပြောလို့လောကမှာရှိတဲ့အလုပ်တွေဝါသနာပါရာအရာတွေကိုစွန့်ပစ်ထားရမယ်မလုပ်ရတော့ဘူးလို့ဆိုလို့ရင်တော့မဟုတ်ပါဘူး။ဆိုလိုချင်တာကပထမဦးစားပေးရမယ့်အရာဖះကိုချစ်ဖို့နဲ့ဖះနဲ့စစ်မှန်စွာအသက်ရှင်ဖို့ကနံပါတ်1ပါ။ဘာတွေပဲလုပ်လို့ဖះရဲ့ဘုန်းတော်တင်ရှားရမယ်။တည်တည်ရှင်ရှင်ဖះအတွက်ဖြစ်ရမယ်ဆိုပြီးဖြစ်နေရပါမယ်။ဒါကြောင့်မလို့ဒီဗီဒီယိုကြည့်နေတဲ့သူကိုကယုံကြည်သူဖြစ်တယ်ဆိုရင်ကိုယ့်ရဲ့ပထမဦးစားပေးကဘာလဲဆိုတာကိုသိချစွာတွေးကြည့်စေချင်ပါတယ်။